ရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုနဲ့မြန်မာနိုင်ငံကိုဂမ်ဘီယာနိုင်ငံကအပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာဆွဆွဲထားတဲ့အမှုကြားနာစစ်ဆေးမှုတွေပြီးစီးသွားပြီဖြစ်လို့အခုချိန်ကစပြီးစီရင်ချက်ချမှတ်ဖို့အတွက်အမြန်ဆုံးစတင်စဉ်းစားသုံးသပ်တော့မှာဖြစ်တယ်လို့ ICJ တရားရုံးကပြီးခဲ့တဲ့ဇန်နဝါရီ29ရက်မှာထုတ်ပြန်လိုက်ပါတယ်။အခုဖြစ်စဉ်နဲ့ပတ်သက်ပြီးမိုးနက်မင်းသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့နိုင်ငံတကာသတင်းအချက်အလက်တွေကိုအခုလိုတင်ဆက်ပေးလိုက်ပါတယ်။နယ်သာလန်နိုင်ငံဒီဟိတ်မြို့မှာရှိတဲ့ ICJ တရားရုံးမှာဂမ်ဘီယာနဲ့မြန်မာအမှုရဲ့လူသိရှင်ကြားနာစစ်ဆေးမှုတွေကတော့ဇန်နဝါရီ29ရက်မှာပဲမြန်မာစစ်ကောင်စီဘက်ကကိုယ်စားလှယ်တွေနောက်ဆုံးလျှောက်လဲချက်ပေးပြီးတဲ့နောက်ပြီးဆုံးသွားပြီဖြစ်ပါတယ်။တရားရုံးရဲ့စီရင်ဆုံးဖြတ်ချက်အမိန့်ကိုလူသိရှင်ကြားကြေညာမဲ့ရက်ကိုလည်းနောက်ထပ်အချိန်ပေးပြီးအတိပေးသွားမှာဖြစ်တယ်လို့အပြည်ပြည်ဆိုင်ရာတရားရုံး ICJရဲ့သတင်းထုတ်ပြန်ချက်မှာအသေးချာဖော်ပြထားပါတယ်။ဒီအမှုကြားနာပွဲတွေကိုပြီးခဲ့တဲ့ဇန်နဝါရီ12ရက်ကတည်းကစတင်ခဲ့တာဖြစ်ပြီးနှစ်ဖက်စလုံးကနှုတ်နဲ့လျှောက်လဲချက်တွေကိုတရားရုံးမှာနှစ်ကြော့ပြန်တင်ပြခဲ့ကြပြီးနောက်သတင်းသုံးပတ်နီးပါးကြာမှကြားနာစစ်ဆေးမှုတွေအားလုံးပြီးဆုံးခဲ့တာဖြစ်ပါတယ်။ကြားနာမှုတွေအတွင်းမှာဂမ်ဘီယာဘက်ကခေါ်ယူထားတဲ့တပ်တွေ3ယောက်နဲ့ကျွမ်းကျင်သူ1ယောက်ကိုစစ်မေးခဲ့တယ်လို့မြန်မာဘက်ကခေါ်ယူထားတဲ့တပ်တွေ1ယောက်ကိုလည်းတရားရုံးကစစ်ဆေးမေးမြန်းမှုတွေလုပ်ဆောင်ခဲ့ပါတယ်။ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ကိုသူတို့ရဲ့ရှေ့နေချုပ်နဲ့တရားရေးဝန်ကြီးဒေါ်ရာကျဲလိုကဦးဆောင်ပြီးမြန်မာဘက်ကကိုယ်စားလှယ်အဖွဲ့ကိုတော့စစ်ကောင်စီခန့်နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုလိုင်နဲ့ပြည်ထောင်စုရှေ့နေချုပ်ဒေါက်တာတီတာဦးတို့ကဦးဆောင်ခဲ့ကြတာပါ။မြန်မာနိုင်ငံဘက်ကတော့ဇန်နဝါရီ16ရက်ကနေ20ရက်အထိတစ်ကြိမ်ဇန်နဝါရီ28ရက်ကနေ29ရက်အထိတစ်ကြိမ်စုစုပေါင်း2ကြိမ်လျှောက်လဲချေပခွင့်ရခဲ့ပြီးဂမ်ဘီယာရဲ့လျှောက်လဲချက်တွေဟာအချက်လက်ခိုင်မာမှုမရှိဘူးဆိုပြီးအားလုံးကိုညှင်းဆိုပယ်ချခဲ့ပါတယ်။ပြီးခဲ့တဲ့2019ခုနှစ်မှာစတင်တင်သွင်းခဲ့တဲ့ဒီအမှုဟာ2016နဲ့2018ခုနှစ်တွေအတွင်းရိုဟင်ဂျာမျိုးနွယ်စုတွေအပေါ်မြန်မာစစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေက1948ခုနှစ်လူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာသဘောတူစာချုပ်ကိုချိုးဖောက်တယ်လို့ဆွဆွဲခံထားရတာဖြစ်ပါတယ်။ကြားနာမှုတွေအတွင်းမှာဂမ်ဘီယာနိုင်ငံကမြန်မာစစ်တပ်ရဲ့လွန်ကဲတဲ့ရက်စက်မှုတွေနဲ့ကြေးရွာတွေကိုကြဲကြဲပြန့်ပြန့်မီးရှို့ဖျက်ဆီးခဲ့တာတွေဟာလူမျိုးတုံးတပ်ဖြတ်ဖို့ရည်ရွယ်ချက်ရှိကြောင်းပြသနေတဲ့အချက်တွေဖြစ်တယ်လို့ရှောက်လဲခဲ့ပါတယ်။ဒါအပြင် ICJ တရားသူကြီးတွေကမြန်မာနိုင်ငံအနောက်ဘက်ရခိုင်ပြည်နယ်တဲကမင်းကြီးချွတ်ပြင်နဲ့မောင်နှူးကြေးရွာတွေကရိုဟင်ဂျာတွေရဲ့ကိုယ်တိုင်ထွက်ဆိုချက်တွေကိုလည်းတကားပိတ်စည်းဝေးတွင်မှာအသေးချာနားထောင်ခဲ့ကြပါတယ်။သူတို့ရဲ့ထွက်ဆိုချက်တွေထဲမှာကလေးတငယ်တွေတနက်နဲ့အပြစ်ခံရတာမိတဲ့ပြစ်ချခံရတာမျိုးတွေအပြင်မိသားစုတွေကိုမီးလောင်နေတဲ့အဆောက်အုံတွေအတွင်းအတင်းအဓမ္မမောင်းသွင်းတာစတဲ့ရက်စက်မှုတွေကိုပြန်လည်ပြောပြခဲ့ကြတယ်လို့သိရပါတယ်။ဂမ်ဘီယာရှိနေချုပ်ဒေါ်ရာကျဲလိုကဖွင့်ပွဲမိန့်ခွန်းမှာဒီအမှုဟာနိုင်ငံတကာဥပဒေရဲ့နက်နက်ခက်ခဲတဲ့ကိစ္စရပ်တွေအကြောင်းသက်မဟုတ်ပဲလူသားတွေရဲ့ဖြစ်ရမှန်တွေနဲ့မြန်မာနိုင်ငံကရိုဟင်ဂျာဆိုတဲ့လူသားတစုရဲ့ဘဝအကြောင်းပဲဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ရိုဟင်ဂျာတွေဟာမိမိတို့နေရပ်မှာငြိမ်းချမ်းစွာနဲ့လုံခြုံစွာနေထိုင်နိုင်ဖို့အိမ်မက်နေကြပေမဲ့မြန်မာနိုင်ငံကအဲ့ဒီအိမ်မက်ကိုညှင်းပယ်ခဲ့ပြီးသူတို့ဘဝတွေကိုအဆိုးရွားဆုံးအိမ်မက်ဆိုးတွေဖြစ်အောင်ပြောင်းလဲပစ်ခဲ့တယ်လို့လည်းသူကဆိုပါတယ်။လက်တလုံးမှာတော့ဒီအမှုအတွက်စီရင်ချက်ကိုအနည်းဆုံး6လအတွင်းမျှော်လင့်လို့မရနိုင်သေးပေမဲ့ဒီကြားနာမှုတွေကကမ္ဘာအမြင့်ဆုံးတရားရုံးမှာသူတို့ရဲ့ဆင်းရဲဒုက္ခတွေကိုကြားသိစေခဲ့တဲ့အတွက်တရားမျှတမှုရှာဖွေရေးမှာအရေးကြီးတဲ့အခိုက်အတန့်တစ်ခုဖြစ်လာခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ NUG ဘက်ကတော့ဒီအမှုကိစ္စလုပ်ပိုင်ခွင့်အားလုံးဟာ NUG နဲ့သာသက်ဆိုင်ပြီးစစ်တပ်ရဲ့တင်ပြချက်တွေဟာမြန်မာပြည်သူတွေရဲ့ဆန္ဒကိုကိုစားပြုတာမဟုတ်ဘူးလို့ထုတ်ပြန်ပြောဆိုထားပါတယ်။ဗြိတိန်အခြေစိုက်မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ကလည်းဂမ်ဘီယာနိုင်ငံကစတင်ဆွဲဆိုခဲ့တဲ့ဒီအမှုဟာအခုအခါလူမျိုးတုံးတပ်ဖြတ်မှုတားဆီးရေးဆိုင်ရာသဘောတူစာချုပ်ကိုချိုးဖောက်မှုရှိမရှိဆိုတဲ့အချက်လက်ဆိုင်ရာစစ်ဆေးမှုတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့ထုတ်ပြန်ပါတယ်။2019ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့စစ်ဆင်ရေးတွေကြောင့်ရိုဟင်ဂျာသိန်းနဲ့ချီဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးခဲ့ရတယ်လို့အဆိုပါလုပ်ရက်တွေမှာလူမျိုးတုံးတပ်ဖြတ်မှုမြောက်တဲ့အချက်တွေပါဝင်နေတယ်လို့ကုလသမဂ္ဂဘက်ကလည်းကောက်ချက်ချထားတာပါမြန်မာနိုင်ငံဘက်ကတော့အဆိုပါတွေ့ရှိချက်တွေဟာဗတ်လိုက်မှုရှိနေတယ်ဆိုပြီးအမြဲတမ်းပယ်ချခဲ့ကသူတို့ရဲ့နှိမ်နင်းမှုတွေမှာတိုက်ခိုက်မှုတွေပြုလုပ်ခဲ့သူတွေကိုပဲရည်ရွယ်ခဲ့တာလို့ဒီဇိုင်းမတ်ညှင်းဆိုထားတာဖြစ်ပါတယ်ဒီတရားစွဲဆိုမှုမှာ
တရားလိုဂမ်ဘီယာနိုင်ငံနဲ့အတူကနေဒါ UK ပြင်သစ်နဲ့ဂျာမနီနိုင်ငံတွေအပါအဝင်နိုင်ငံပေါင်း10ခုကတရားလိုနိုင်ငံတွေအဖြစ်ပါဝင်လာကြတာကြောင့်နိုင်ငံတကာရဲ့စိတ်ဝင်စားမှုကလည်းအထူးမြင့်တက်နေပါတယ်။အခုတင်ဆက်ပေးခဲ့တာကတော့မိုးနက်မင်းသတင်းစုံကနေနောက်ဆုံးရရှိထားတဲ့ ICJ ဆိုင်ရာနိုင်ငံတကာသတင်းတွေကိုစူးစီးတင်ပြပေးခဲ့တာပါ။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။မြန်မာ ICJ ကိစ္စနဲ့ပတ်သက်ပြီးစီရင်ချက်အပေါ်မိတ်ဆွေတို့ဘယ်လိုမြင်ကြလဲဆိုတာကွန်မန့်မှာရေးပေးခဲ့ကြပါဦး။နောက်ထပ်သတင်းထူးသတင်းဦးတွေလည်းဆက်နားထောင်ဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကတော့ကြော်ထက်အောင်ပါ။